สวัสดีค่ะเราได้เปิดบริษัทใหม่วันนี้เราได้ก้าวสู่มาตรฐานใหม่ในนามบนจ5 ล้านบริษัทนำคนต่างด้าวเข้ามาทำงานในประเทศ True Service จำกัด เพื่อยกระดับคุณภาพในการให้บริการความน่าเชื่อถือความมั่นใจของลูกค้าและสถานประกอบการทุกแห่งค่ะเราให้บริการด้านการนำเข้าแรงงานต่างด้าวอย่างถูกต้องตามกฎหมายดูแลตั้งแต่การดำเนินการด้านเอกสารด้านวีซ่าใบอนุญาตทำงานไปจนถึงการประสานงานกับหน่วยงานภาครัฐพร้อมให้บริการอย่างรวดเร็วโปร่งใสและครบวงจรด้วยทีมงานมืออาชีพที่พร้อมดูแลทุกขั้นตอนค่ะမင်္ဂလာပါခင်ဗျာပူကစ်မှာရှိတဲ့မြန်မာလူတော်မှာကိုကိုမမတို့နဲ့အလုပ်ရှင်များအားလုံးခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အာရုံပူကစ်ရဲ့နေရာတွင်မိဘပြည်သူတွေပုံမဆက်အေးချမ်းသာစွာဝန်ဆောင်မှုရယူနိုင်ရေးအတွက်နိုင်ငံအစိုးရရဲ့တရားဥပဒေစည်းမျဉ်းတွေနဲ့အညီ True Service Company အဖြစ်အစင်းမြေတိုးချဲပြောင်းလဲလိုက်ပြီးဖြစ်တောင်းတကယ်ပါပါတယ်ခင်ဗျာရိုးရိုး agency တစ်ခုအနေနဲ့မဟုတ်ပဲထိုင်းဘဏ်ဝင်9တန်းကိုမတည်ရင်းနေပြီးစနစ်တကျမှတ်ပုံတင်ထားတဲ့နိုင်ငံခြားသားအလုတ်ကမာအလုတ်ကန်ရှာဖွေ True Service Company ဖြစ်အစိမ့်မြင့်တဲ့လက်တာဖြစ်ပါတယ်ခင်ဗျာဒီ agency ရဲ့အဓိကလုပ်ပိုင်ခွင့်တွေကတော့ MOU စနစ်နဲ့မြန်မာနိုင်ငံအတွင်းကမြန်မာလူသမားတွေကိုထိုင်းနိုင်ငံအတွင်းတို့တရားဝင်ပေါ်ယူပိုင်ခွင့်နဲ့အလုတ်ကန်ရှာဖွေခန့်အပ်ပိုင်တို့ဖြစ်ပါတယ်ခင်ဗျာဒါဟာဘာကိုဆိုလိုရလဲဆိုရင်ဖြင့်ရွှေမြန်မာတို့အနာလိုက်တဲ့စာရွက်စာတမ်းအထောက်အထားတွေနဲ့ပေးသွင်းလိုက်တဲ့ငွေကြေးတိုင်းအတွက်တရားရာခိုင်နှုန်းတရားဝင်အမှတ်ခံချက်ရှိသွားပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စီမှာ CI ကနေ PG တောင်းကျင်တာပဲဖြစ်ဖြစ်ဈေးရောက်ခွဲကတ်နဲ့စာရွက်စာတမ်းအထောက်အထားတွေကိုကုမ္ပဏီကနေပြီးတော့စနစ်တကျလှုပ်ဆောင်ပေးတာဖြစ်ပါတယ်ခင်ဗျာငါးသားမတီ True Service Company ရဲ့ဂုဏ်သိက္ခာအစစ်မြင့်ဝန်ဆောင်မှုတွေနဲ့အတူရွှေမြန်မာတို့ရဲ့အနာဂတ်ကိုစိတ်ချလက်ချအနံ့လိုက်ပါခင်ဗျာအဖန်စီကင်းဝေးပြီးစိတ်ချရရလမ်းကြောင်းအတွက်အခုပဲကျွန်တော်တို့ရဲ့ True Service Company ကိုစမ်းလာခဲ့ဖို့ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ